တဲ့ကိလေသာတရားများညူမုံမကျက်ပဲရှင်ပြစ်ခဲ့သူနဲ့လူပြမတရဝပေါင်းတို့ရှိခိုးဦးထိတ်တင်ဘုရားမြတ်ဗုဒ္ဓအရဟံဂုဏ်တော်ရှင်စိတ်မာယေရှုကြည်နူးရအောင်အရဟံဂုဏ်ကိုပွားစိတ်ညစ်ခြင်းများကိုရှင်းသတ်ရမည်ဘုရားရှင်ဂုဏ်မြတ်ရင်နဲ့ဆွေညီထုံမိုးထားခဲ့ရင်နွမ်းညစ်ခဲ့သည်များစိတ်သက်တွေကြည်လဲစိတ်ကရှိဆောင်ခီးသွားကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့ချိန်မီအောင်ပြုရင်ခီးသွားကြသူများလမ်းမတွေ့နေလားဘယူဆိုင်လေလားသုံးသက်ကြစို့လေနိဗ္ဗာန်ရှိမဲ့ဆုတောင်းကြသူလောကီဘုံလူသားများလက်တွေ့ကြကြရှောင်းလန်းကြရမည်ပြောသမျှပြုသမျှကောင်းမှုဖြစ်ဖို့စိတ်ထားကပြုပြင်ဘဝရဲ့အခြေခံအကြောင်းရင်းများသိမြင်လောဘဒေါသမောဟစတဲ့ကိလေသာတရားများညူမုံမကျက်ပဲရှင်ဖြစ်ခဲ့သူနဲ့လူပြမတရဝပေါင်းတို့ရှိခိုးဦးထိတ်တင်ဘုရားမြတ်ဗုဒ္ဓအရဟံဂုဏ်တော်ရှင်စိတ်မာယေရှုကြည်နူးရအောင်အရဟံဂုဏ်ကိုပွားစိတ်ညစ်ခြင်းများကိုရှင်းသတ်ရမည်ဘုရားရှင်ဂုဏ်မြတ်ရင်နဲ့ဆွေညီထုံမိုးထားခဲ့ရင်နွမ်းညစ်ခဲ့သည်များစိတ်သက်တွေကြည်လဲစိတ်ကရှိဆောင်ပြီးသွားကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့ချိန်မီအောင်ပြုရင်ခီးသွားကြသူများလမ်းမတွေ့နေလားဘယူဆိုင်လေလားသုံးသက်ကြစို့လေနိဗ္ဗာန်ရှိမဲ့ဆုတောင်းကြသူလောကီဘုံလူသားများလက်တွေ့ကြကြရှောင်းလန်းကြရမည်ပြောသမျှပြုသမျှကောင်းမှုဖြစ်ဖို့စိတ်ထားကပြုပြင်ဘဝရဲ့အခြေခံအကြောင်းရင်းများသိမြင်စိတ်ကရှိဆောင်ပြီးသွားကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့အချိန်မီအောင်ပြုရင်ခီးသွားကြသူများလမ်းမတွေ့နေလားဘယူဆိုင်လေလားသုံးသက်ကြစို့လေဘယူဆိုင်လေလားသုံးသက်ကြစို့လေဘယူဆိုင်လေလားသုံးသက်ကြစို့လေဒေါသမောဟစတဲ့ကိလေသာတရားများညူမုံမကျက်ပဲရှင်ဖြစ်ခဲ့သူနဲ့လူပြမတရဝပေါင်းတို့ရှိခိုးဦးထိတ်တင်ဘုရားမြတ်ဗုဒ္ဓအရဟံဂုဏ်တော်ရှင်စိတ်မာယေရှုကြည်နူးရအောင်အရဟံဂုဏ်ကိုပွားစိတ်ညစ်ခြင်းများကိုရှင်းသတ်ရမည်ဘုရားရှင်ဂုဏ်မြတ်ရင်နဲ့ဆွေညီထုံမိုးထားခဲ့ရင်နွမ်းညစ်ခဲ့သည်များစိတ်သက်တွေကြည်လဲစိတ်ကရှိဆောင်ပြီးသွားကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့ချိန်မီအောင်ပြုရင်ခီးသွားကြသူများလမ်းမတွေ့နေလားဘယူဆိုင်လေလားသုံးသက်ကြစို့လေ
ဗ္ဗာန်ရှိမဲ့ဆူတောင်းကြသူလောကီဘုံလူသားများလက်တွေ့ကြကြရှောင်းလန်းကြရမည်ပြောသမျှပြုသမျှကောင်းမှုဖြစ်ဖို့စိတ်ထားကပြုပြင်ဘဝရဲ့အခြေခံအကြောင်းရင်းများသိမြင်လောဘဒေါသမောဟစတဲ့ကိလေသာတရားများညှို့မုံမတဲ့ပဲရှင်ဖြစ်ခဲ့သူနဲ့လူပြမတရားဝပေါင်းတို့ရှိခိုးဦးထိတ်တယ်ဘုရားမြတ်ဗုဒ္ဓရဟန်းဂုဏ်တော်ရှင်စိတ်မှာယေရှုချီးနူးရအောင်အရဟံဂုဏ်ကိုပွားစိတ်ညစ်ခြင်းများကိုရှင်းသက်ရမည်ဘုရားရှင်ကိုမြဲရင်နဲ့ဆွေညီထုံမှုထားခဲ့ရင်နွမ်းညစ်ခဲ့သည်များစိတ်သက်တွေကြည်လဲစိတ်ကရှိဆောင်ပြီးတော့ကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့ချိန်မီအောင်ပြုရင်ဤတော်ကြသူများလမ်းမတွေ့နေလားဂရုစိုက်လေလားသုံးသက်ကြစို့လေနိဗ္ဗာန်ရှိမဲ့ဆူတောင်းကြသူလောကီဘုံလူသားများလက်တွေ့ချချရှောင်းလန်းကြရမည်ပြောသမျှပြုသမျှကောင်းမှုဖြစ်ဖို့စိတ်ထားကပြုပြင်ဘဝရဲ့အခြေခံအကြောင်းရင်းများသိမြင်စိတ်ကရှိဆောင်ပြီးတော့ကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့အချိန်မီအောင်ပြုပြင်ခီးသွားကြသူများလမ်းမတွေ့နေလားယူဆိုင်လေလားသုံးသက်ကြစို့လေယူဆိုင်လေလားသုံးသက်ကြစို့လေယူဆိုင်လေလားသုံးသက်ကြစို့လေဒေါသမောဟစတဲ့ကိလေသာတရားများညှို့မုံမတဲ့ပဲရှင်ဖြစ်ခဲ့သူနဲ့လူပြမတရားဝပေါင်းတို့ရှိခိုးဦးထိတ်တယ်ဘုရားမြတ်ဗုဒ္ဓရဟန်းဂုဏ်တော်ရှင်စိတ်မှာယေရှုချီးနူးရအောင်အရဟံဂုဏ်ကိုပွားစိတ်ညစ်ခြင်းများကိုရှင်းသက်ရမည်ဘုရားရှင်ကိုမြဲရင်နဲ့ဆွေညီထုံမှုထားခဲ့ရင်နွမ်းညစ်ခဲ့သည်များစိတ်သက်တွေကြည်လဲစိတ်ကရှိဆောင်ပြီးတော့ကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့အချိန်မီအောင်ပြုရင်ခီးသွားကြသူများလမ်းမတွေ့နေလားယူဆိုင်လေလားသုံးသက်ကြစို့လေနိဗ္ဗာန်ရှိမဲ့ဆူတောင်းကြသူလောကီဘုံလူသားများလက်တွေ့ကြကြရှောင်းလန်းကြရမည်ပြောသမျှပြုသမျှကောင်းမှုဖြစ်ဖို့စိတ်ထားကပြုပြင်ဘဝရဲ့အခြေခံအကြောင်းရင်းများသိမြင်လောဘဒေါသမောဟစတဲ့ကိလေသာတရားများညှို့မုံမတဲ့ပဲရှင်ဖြစ်ခဲ့သူနဲ့လူပြမတရားဝပေါင်းတို့ရှိခိုးဦးထိတ်တယ်ဘုရားမြတ်ဗုဒ္ဓရဟန်း
တော်ရှင်စိတ်မှာယေရှုချီးနူးရအောင်အရဟံဂုဏ်ကိုပွားစိတ်ညစ်ခြင်းများကိုရှင်းသက်ရမည်ဖျားရှင်ကိုမြဲရင်နဲ့ဆွေညီထုံမထားခဲ့ရင်နှွမ်းညစ်ခဲ့သည်များစိတ်သက်တွေကြည်လဲစိတ်ကရှိဆောင်ပြီးတော့ကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့ချိန်မီအောင်ပြုရင်ဤသွားကြသူများလမ်းမတွေ့နေလားဘယူဆိုင်လေလားသုံးသက်ကြစို့လေနိဗ္ဗာန်ရှိမဲ့ဆုတောင်းကြသူလောကီဘုံလူသားများလက်တွေ့ချချရှောင်လန်းကြရမည်ပြောသည်များပြုသည်များကောင်းမှုဖြစ်ဖို့စိတ်ထားကပြုပြင်ဘဝရဲ့ခြေခံအကြောင်းရင်းများသိမြင်စိတ်ကရှိဆောင်ပြီးတော့ကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့အချိန်မီအောင်ပြုပြင်ခီးသွားကြသူများလမ်းမတွေ့နေလားယူဆိုင်လေလားသုံးသက်ကြစို့လေဆိုင်လေလားသုံးသက်ကြစို့လေဘယူဆိုင်လေလားသုံးသက်ကြစို့လေမောဟစားတဲ့ကိလေသာတရားများညူမုံမကျက်ပဲရှင်းပြစ်ခဲ့သူနဲ့လူပြမတဲ့ဝါပေါင်းတို့ရှိခိုးဦးထိတ်တင်ဘုရားမြတ်ဗုဒ္ဓရဟံဂုဏ်တော်ရှင်စိတ်မှာယေရှုချီးနူးရအောင်ရဟံဂုဏ်ကိုပွားစိတ်ရည်ခြင်းများကိုရှင်းသက်ရမည်ဖျားရှင်ကိုမြဲရင်နဲ့ဆွေညီထုံမထားခဲ့ရင်နှွမ်းညစ်ခဲ့သည်များစိတ်သက်တွေကြည်လဲစိတ်ကရှိဆောင်ပြီးတော့ကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့အချိန်မီအောင်ပြုရင်ခီးသွားကြသူများလမ်းမတွေ့နေလားဘယူဆိုင်လေလားသုံးသက်ကြစို့လေနိဗ္ဗာန်ရှိမဲ့ဆုတောင်းကြသူလောကီဘုံလူသားများလက်တွေ့ချချရှောင်လန်းကြရမည်ပြောသည်များပြုသည်များကောင်းမှုဖြစ်ဖို့စိတ်ထားကပြုပြင်ဘဝရဲ့အခြေခံအကြောင်းရင်းများသိမြင်လောဘဒေါသမောဟစားတဲ့ကိလေသာတရားများညူမုံမကျက်ပဲရှင်းဖြစ်ခဲ့သူနဲ့လူပြမတဲ့ဝါပေါင်းတို့ရှိခိုးဦးထိတ်တင်ဘုရားမြတ်ဗုဒ္ဓရဟံဂုဏ်တော်ရှင်စိတ်မှာယေရှုချီးနူးရအောင်အရဟံဂုဏ်ကိုပွားစိတ်ညစ်ခြင်းများကိုရှင်းသက်ရမည်ဖျားရှင်ကိုမြဲရင်နဲ့ဆွေညီထုံမထားခဲ့ရင်နှွမ်းညစ်ခဲ့သည်များစိတ်သက်တွေကြည်လဲစိတ်ကရှိဆောင်ပြီးတော့ကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့ချိန်မီအောင်ပြုရင်ဤသွားကြသူများလမ်းမတွေ့နေလားဘယူဆိုင်လေလားသုံးသက်ကြစို့လေနိဗ္ဗာန်ရှိမဲ့ဆုတောင်းကြသူလောကီဘုံလူသားများလက်တွေ့ချချရှောင်လန်းကြရမည်ပြောသည်များပြုသည်များကောင်းမှုဖြစ်
ဖို့စိတ်ထားကပြုပြင်ဘဝရဲ့ခြေကအကြောင်းရင်းများသိမြင်စိတ်ကရှိဆောင်ခရီးသွားကောင်းတဲ့စိတ်တွေမွေးဖွားမြတ်ဗုဒ္ဓရဲ့ဆုံးမမှုနဲ့အချိန်မီအောင်ပြုပြင်ခရီးသွားကြသူများလမ်းမတွေ့နေလားယူဆိုင်လေလားသုံးသက်ကြစို့လေယူဆိုင်လေလားသုံးသက်ကြစို့လေယူဆိုင်လေလားသုံးသက်ကြစို့လေ